ကိုယ့်ရဲ့ Facebook page တွေမှာအစွန်းရောက်တဲ့ဘာသာရေးဆိုင်ရာမြန်မာလိုပဲရေးတင်တင်အင်္ဂလိပ်လိုပဲရေးတင်တင်အကုန်လုံးသိတယ်အဲ့ဒါတွေအားလုံးဒီဆော်ဒီအာရေဗျကိုသွားဖို့ဒူဘိုင်းနိုင်ငံကိုသွားဖို့ကာတာနိုင်ငံကိုသွားဖို့ဥရောပနိုင်ငံများအင်္ဂလန်ပါဝင်အမေရိကကိုသွားဖို့အတွက်ဗီဇာအခက်အခဲရှိနေတယ်ဆိုတာကိုကျွန်တော်တို့အထူးသတိထားကြပါလွတ်လပ်စွာကြိုက်တဲ့အဖွဲ့ကိုထောက်ခံခွင့်ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့မစင်မကျင်ဒီပို့စေကြောင်းကိုယ့်ရဲ့အနာဂတ်တွေကိုသားသမီးတွေဆွေမျိုးသားချင်းတွေအနာဂတ်တွေအနောက်နိုင်ငံနဲ့မပတ်သက်တော့ဘူးအမေရိကန်နဲ့မပတ်သက်တော့ဘူး UK နဲ့မပတ်သက်တော့ဘူးဆော်ဒီနဲ့မပတ်သက်တော့ဘူးဒူဘိုင်းနဲ့မပတ်သက်တော့ဘူးကာတာနဲ့မပတ်သက်ဘူးကြိုက်တာတင်ပါဥပမာဆော်ဒီအစိုးရဒူဘိုင်းအစိုးရကာတာအစိုးရအဲ့ဒီ Facebook page တွေမှာသူတို့ပေါ်အားလုံးပဲမင်္ဂလာပါຫນွေဦးတော်လိုင်းရေးသတင်းအပါအဝင်နိုင်ငံရေးစစ်ရေးသတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားပေးပါရန်တောင်းဆိုအပ်ပါတယ်လက်စီနဲ့ဆန့်ကျင်တဲ့ဒီလိုအစွန်းရောက်လက်ဝဲဆုံးအတွေးခေါ်များလက်ရဆုံးအတွေးခေါ်များကိုရေးပြီးတင်တာတွေအားလုံးကိုဗီဇာပိတ်တာတို့ဆော်ဒီနိုင်ငံကိုရာသက်ပံလာလို့မရတာတို့အများကြီးလုပ်ထားပါတယ် UK မှာရှိတဲ့ British Muslim တော်တော်များများဆော်ဒီနိုင်ငံကဗီဇာပိတ်ထားတာဖြစ်တဲ့အတွက် Umrah လဲလုပ်လို့မရဘူး Hajj လဲလုပ်လို့မရပါဘူးအဲ့တော့ကိုယ့်ရဲ့ emotion တွေနဲ့စိတ်ခံစားချက်နဲ့ကိုကြိုက်တာထောက်ခံလို့ရတယ်ဒါပေမဲ့ Facebook page တွေမတင်ပါနဲ့တကယ်လို့ view မဆိုင်ဘူးကွာဒါအားလုံးငါတို့ဘယ်တော့မှလည်းဘယ်နိုင်ငံမှလည်းသွားဖို့မရှိဘူးငါတို့ဗမာပြည်မှာပဲစစ်အာဏာရှင်မင်းအောင်လှိုင်နဲ့လက်ဘင်းဖက်ပြီးနေမယ်ဆိုရင်တော့ကိုကြိုက်တာကိုတင်ပါဘာကြောင့်လဲအများကြီးရေးတင်နေကြတာကိုတွေ့ရလို့အဲ့တော့ကိုကြိုက်တာကိုထောက်ခံလို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့သားသမီးတွေအနာဂတ်ကိုယ့်ရဲ့စီးပွားရေးဥပမာဒူဘိုင်းနိုင်ငံမှာစီးပွားရေးအကျိုးလုပ်ချင်တဲ့သူများဆော်ဒီနိုင်ငံကိုအကြောင်းကြောင့်ဘာသာရေးဖြစ်စီးပွားရေးဖြစ်သွားချင်တဲ့သူများကာတာကိုသွားချင်တဲ့သူများလန်ဒန်ကိုလာချင်တဲ့သူများဥရောပနိုင်ငံကိုလာချင်တဲ့သူများအမေရိကကိုသွားချင်တဲ့သူများအထူးသတိထားပါကြားကြမယ်ကြားညံ့မယ်ကျွန်တော်တို့ရိုးရိုးလေးတွေးသလိုမျိုးမဟုတ်ဘူးအလွန်အမတန်ရှုပ်ထွေးတဲ့အရှုပ်ထုတ်ကြီးဒီဥစ္စာကြီးอ่ะဖြည့်ရှင်းလို့လည်းမရဘူးတော့ကိုကတော့ဘယ်နိုင်ငံမှမသွားဘူးဘယ်သူမှမပတ်သက်ဘူးဆရာနာရှင်နဲ့ပဲပြည်တွင်းမှာပဲလက်ပင်ဖတ်ပြီးတေတပံတက်ဆုံးနေမယ်ဆိုရင်တော့ပြဿနာမရှိဘူး။ဘာကြောင့်လဲအဲ့ဒါမျိုးတွေကြောင့်အမေရိကကိုဗီဇာမရတဲ့လူတွေဆော်ဒီကိုဝင်ခွင့်မရတဲ့လူတွေဒူဘိုင်းနိုင်ငံတွေမောင်းထုတ်ခံရတဲ့လူတွေအများကြီးရှိနေတယ်။အရင်တော့လည်းရှိခဲ့တယ်။အခုကိုယ့်ရဲ့ဘရောမကဘာကြီးမှာဘယ်သူမှမပတ်သက်ဘူးမြန်မာနိုင်ငံမှာပဲအနေတော့မယ်ပဲဆိုရင်တော့ပြဿနာမရှိပါဘူးအဲ့ဒါကိုကျွန်တော်ကအကြံပေးခြင်းတယ်ဥရောပနိုင်ငံများကိုရောက်နေတဲ့နိုင်ငံသားများအမေရိကန်ရောက်နေတဲ့နိုင်ငံသားများသူတို့ကတော့ရေးမကြည့်ဘူးလေသူတို့ကနိုင်ငံသားဖြစ်နေပြီသူတို့ရေးချင်တာရေးသူတို့အစိုးရနဲ့သူတို့ရှင်းလို့ရတယ်မြန်မာနိုင်ငံမှာရှိနေပြီးတော့နိုင်ငံတကာကိုထွက်ချင်တဲ့အခွင့်အလမ်းတွေလိုချင်ကြတဲ့ကိုသားသမီးတွေပညာရေးစာမရေးစီးပွားရေးဘာသာရေးအဲ့ဒါမျိုးလူမျိုးတွေအထူးသတိထားပါလို့တကဘာလုံးကဘာသာနဲ့ရေးအကုန်ဘာသာပြန်လို့ရတယ်အခုဂျမနိုင်းလို့ချက်တီပီတို့လို့မှမြန်မာလူတော်မေးလို့ရနေတဲ့ခေတ်ကြီးအဲ့တော့စိတ်ခံစားချက်တွေနဲ့ခံစားလို့ရတယ်ဒါပေမဲ့တက်တည်အဖြစ် Facebook တွေမှာတင်တာကိုအထူးသတိထားကြစေချင်တယ်အဲ့တော့ UK နိုင်ငံသားဖြစ်နေတဲ့လူတွေအမေရိကန်နိုင်ငံသားဖြစ်နေတဲ့ပြင်သစ်နိုင်ငံသားဩစတြေးလျနိုင်ငံသူတို့တွေကဂူးမဆိုင်ဘူးလေသူတို့ကနိုင်ငံသားဖြစ်ပြီးသွားပြီကိုကပြည်တွင်းကနေအခုမှအခက်အခဲမျိုးစုံကြောင့်သူများနိုင်ငံကိုသွားရတော့မယ်ဆိုရင်ဒါမျိုးအတွေးခေါ်တွေကလက်ဝဲဆုံးပဲဖြစ်ဖြစ်လက်ရဆုံးပဲဖြစ်ဖြစ်အလွန်အမတန်အန္တရာယ်များတယ်ဒါကိုသမ္မတဒေါ်နယ်ထရန့်ပြီးသွားရင်အမေရိကန်ကမြန်မာနိုင်ငံကိုဗီဇာပြန်ဖွင့်မှာပါဒါသူရှိနေလို့လောက်တာပါအဲ့ဒီချိန်ကျရင်ကိုရမယ့်အခွင့်အရေးတွေအလုံးဆုံးရှုံးသွားနိုင်တယ်ကိုသားသမီးတွေရမယ့်အခွင့်အရေးတွေဆုံးရှုံးသွားနိုင်တယ်
အဲ့တော့သူများကိစ္စကိုဘလို့ပဲခံစားရအဆုံးရောက်တဲ့အတွေးခေါ်များရှောင်ကြစေခြင်းလေအဲ့တော့သူတို့ကမ္ဘာခေါင်းဆောင်တွေအလောမတန်ရှုပ်ချွေးနေတယ်ရှင်းလို့မရတဲ့ပြဿနာကြီးအဲ့ဒါလေးကိုပဲကျွန်တော်ကပြောချင်ပါတယ်ဒါတော့ကန်ရှင်ကိုတင်တဲ့ post ကိုတာဝန်ယူရပါမှာဆော်ဒီအာရေဗျနိုင်ငံမှာဂျော်ဒန်မဟုတ်ဘူးဗျာဂျော်ဒန်မဟုတ်ဘူးအာဖရိကနိုင်ငံရဲ့ဆူဒန်ပြည်ပခါနဲ့ပတ်သက်ပြီး post တစ်ခုတင်လိုက်တဲ့လူတယောက်အ post ကိုလည်းပြန်ဖြတ်ထားပြီးဆော်ဒီအာရေဗျနိုင်ငံလေးစိတ်မှာဖန်ခံထားရဘူးတဲ့ UK passport ကင်ထားတာမယုံမရှိနဲ့ဒူဘိုင်းတို့ကာတာတို့မှာလည်းအဲ့လိုမျိုးပြဿနာတွေအများကြီးဖြစ်ထားတယ်သူတို့နိုင်ငံတွေရဲ့ policy နဲ့ဆန့်ကျင်တဲ့ဒီအစွန်းရောက်အဖွဲ့တွေကိုတွားပြီးထောက်ခံတဲ့ post တွေရေးမိတာရှယ်မိတာတင်မိတာနဲ့အဲ့ဒီနိုင်ငံကိုရောက်တဲ့အခါမှာဖမ်းဆီးတာတွေအရေးယူတာတွေပိတ်ဆို့တာတွေဗီဇာအငင်းခံရတာတွေအောင်းထုတ်ခံရတာတွေအများကြီးဖြစ်တယ်အဲ့တော့ကိုကတော့ကိုခံစားချက်တွေနဲ့လွတ်လွတ်လပ်ရေးနေကြတာပဲဒါပေမဲ့အဲ့ဒါကပြန်ပြီးတော့ပယ်လို့မရတော့အဲ့တော့အဲ့ဒါလေးအားလုံးကိုအထူးသတိထားကြစေချင်တယ်အဲ့တော့ကမ္ဘာကောင်းဆောင်တွေအားလုံးပြောနေပါတယ်နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာရှိတဲ့နိုင်ငံကိုနောက်တနိုင်ငံကအခုလိုသွားရောက်ပြီးတော့စစ်တိုက်တာအဲ့ဒီကောင်းဆောင်ကိုချိန်မုံတာဟာနိုင်ငံတကာဥပဒေများအရတရားမဝင်ပါဘူးအဲ့တော့ဒါကိုကလက်ခံထားတယ်ဆိုရင်သူဖြည့်ရှင်းပြီးသွားဖြစ်မှာပေါ့အမေရိကန်အစိုးရနဲ့အမေရိကန်နိုင်ငံကလုပ်ရမဟုတ်ပါဘူးเนาะအမေရိကန်မှာရှိတဲ့လက်ရှိအစိုးရလုပ်ရပါအမေရိကန်နိုင်ငံသားတွေနဲ့မဆိုင်ပါဘူးအမေရိကန်မှာရှိတဲ့နိုင်ငံရေးသမားနဲ့မဆိုင်ပါဘူးအဲ့တော့ဒါဒီကိုခိုးကြမြင်ဖို့လိုတယ်အီရန်အစိုးရရဲ့တုံ့ပြန်ချက်ကလည်းအီရန်နိုင်ငံသားအားလုံးနဲ့မသက်ဆိုင်ပါဘူးအီရန်နိုင်ငံရေးသမားတွေနဲ့လည်းမဆိုင်ပါဘူးအီရန်အစိုးရရဲ့လုပ်ရတာဖြစ်တယ်ဒါဒီကိုကျွန်တော်တို့ခိုးကြမြင်ကြဖို့လိုတယ်အဲ့တော့ဖြစ်နေတာကတော့အများကြီးဖြစ်အောင်ပဲဘာတွေဆက်ဖြစ်မလဲဘယ်သူမှမသိဘူးအဲ့တော့ဒီညလည်းအပြန်လန်သူပြစ်ကိုဖြစ်နေကြအောင်ပါပဲဘယ်လောက်ထိပြစ်မလဲဘယ်လောက်ထိသွားမလဲဘယ်သူမှမသိပါဘူးဟုတ်ဆိုတော့တမိုင်းကြောင်းအရာတော့ဒီနတန်ယာဟုကရရင်ရသမျှအကုန်ဖြတ်စီမှာအဲ့တော့အမေရိကန်သမ္မတကသူနဲ့ပေါင်းနေတာဖြစ်တဲ့အတွက်ကဘာကြီးအတွက်အန္တရာယ်ရှိတာလေအမှန်ပဲအဲ့ဒါကိုသက်ဆိုင်ရာအမေရိကန်နိုင်ငံရေးသမားများကဥမာကလင်တန်တို့အုပ်စုဒီမိုကရက်တွေကတားပါလိမ့်မယ်ဒါသူတို့ရဲ့ဥပဒေများအရချက်တင်ပင်လည်းသူတို့တားပါလိမ့်မယ်အဲ့တော့ကျွန်တော်အမြဲတမ်းပြောတဲ့အတိုင်းပဲ Republican တွေတက်ရင်စစ်တိုက်တယ်အဲ့ဒီရဲ့ theory ကအခုဒီမှန်နေသေးပဲ Republican သမ္မတတွေတက်တိုင်းစစ်ပွဲတွေဖြစ်တယ်ဒီမိုကရက်တွေတက်လာရင်ဘယ်တော့မှစစ်မတိုက်ပါဘူးဒီမိုကရက်တွေကငြိမ်းချမ်းရေးသမားပါသူတို့ကလက်ဝဲနဲ့ liberal အယူဝါဒရှိတယ်လက်ရတွေကစစ်တိုက်ဖို့ပဲကြိုးစားတယ်အဲ့တော့အဲ့ဒါတွေကနိုင်ငံရေးနဲ့ဆိုင်တယ်နိုင်ငံနဲ့မဆိုင်ပါဘူးအဲ့ဒါတွေအားလုံးကိုကျွန်တော်တို့ခွဲခြားပြီးမြင်ဖို့လိုပါတယ်အဲ့တော့ဖြစ်နေတာဟာတော့ဖြစ်မှာပဲအခု UK နိုင်ငံလည်းကြားညံ့နေပြီဒါပေမဲ့သူတို့လည်းသူတို့နိုင်ငံသားတွေသူတို့ရဲ့အကျိုးစီးပွားတွေသူတို့ရဲ့စစ်တပ်တွေကာကွယ်ဖို့ရှိမှာဘာလို့အရှိအလုံပိုင်းမှာအရှိလေပိုင်းပြဿနာကခြေချင်းလိမ့်နေတာစစ်တပ်တွေအားလုံးကခြေချင်းလိမ့်နေကြတာအဲ့တော့ဒါတွေအားလုံးဟာအလုံးအမတန်ရှုပ်ထွေးတဲ့ကိစ္စရဲ့ကြီးပါဒါပေမဲ့ဘယ်လိုလမ်းကြောင်းနဲ့ကြည့်နိုင်ငံတနိုင်ငံကိုနိုင်ငံတနိုင်ငံကစစ်တိုက်ပြီးတော့အဲ့ဒီခေါင်းဆောင်ကိုခြေမုံတာဟာတရားမဝင်ပါဘူးဒါမတရားတာအဲ့ဒါကလူတိုင်းသိပါတယ်အာဏာရှင်ကိုခြေမုံပေးလိုက်ရင်အဲ့ဒီနိုင်ငံကတော်လှန်ပြည်သူတွေကဝန်တာမှာလေဒါတော့အရှိတရားပါဒါပေမဲ့နိုင်ငံခြားနဲ့စစ်ဖြစ်တဲ့ခါကျရင်အဲ့ဒီနိုင်ငံသားတွေကစိတ်ပြောင်းသွားတတ်တယ်အာဏာရှင်ဘက်ကနေရက်တည်သွားတတ်တယ်ဘာကြောင့်လဲနိုင်ငံခြားနဲ့စစ်ဖြစ်လို့အဲ့ဒါအီရတ်နဲ့အာဖဂန်မှာတွေ့ခဲ့ရပြီးသား
အဲ့တော့ဒီကိစ္စဟာလွယ်လွယ်နဲ့ပြီးမဲ့ကိစ္စမဟုတ်ဘူးအလိုအမ်တန်ဖြေရှင်းရမယ့်ခက်ဖြစ်တယ်ဒါကြောင့်သမ္မတဒေါ်နယ်ထရန့်နဲ့နတန်ယာဟုကလောင်းကြီးထက်ပြီးလောင်းကစားဆက်ဆံဘာရည်ရွယ်ချက်မှမရှိပဲကစားနေတယ်ဆိုပြီးတော့အမေရိကန်နိုင်ငံရေးသမားများနဲ့အမေရိကန်မီဒီယာများကဝေဖန်နေကြပါတယ်ဥရောပမီဒီယာများအားလုံးလည်းဝေဖန်နေကြပါတယ်အဲ့တော့ရှေ့လျှောက်အပြန်အလှန်ပြစ်မှုတွေဖြစ်လာနေအောင်ပါဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကအရှေ့လက်ပိုင်းငိမ့်ချမ်းလို့အရှေ့လက်ပိုင်းနိုင်ငံကိုရွှေ့ပြောင်းသွားကြတဲ့ဒူဘိုင်းကာတာတို့ကိုရွှေ့ပြောင်းသွားကြတဲ့ပြည်သူများတွေတော့စိုးရိမ်စရာပဲအဲ့တော့အဲ့ဒီအစိုးရတွေကအမေရိကန်ကိုဖိအားပေးလိုက်မယ်။ဘာလို့သူတို့နိုင်ငံအပြတ်မခံနိုင်ဘူးလေ။အီရန်ကတော့သူကခံထားတဲ့လူဖြစ်တဲ့အတွက်သူကတော့ပြန်လုံမှာပဲ။လုံနိုင်စွမ်းရှိရင်ပေါ့။မလုံနိုင်ရင်လည်းသူငုတ်ခံရမှာပေါ့။အနိုင်ကျင့်သွားမှာပေါ့။အင်အားကြီးတဲ့လူကအဲ့တော့ဒါဟာလက်ရှိဖြစ်နေတဲ့အရှိတရားပါ။အဲ့တော့အမေရိကန်ရဲ့ဒီလုပ်ရက်ကိုကမ္ဘာနိုင်ငံတော်တော်များများကစန့်ကျင်ပါတယ်အဲ့ဒါအရှိတရားပါဗင်နီဇွဲလားကိစ္စကိုလည်းမထောက်ခံပါဘူးအခုကိစ္စကိုလည်းကမ္ဘာနိုင်ငံတော်တော်များများမထောက်ခံပါဘူးဒါပေမဲ့သူ့ကိုပြန်ပြောရင်သူကကိုယ့်ကိုပုံသွဲစီးချက်ခွန်တွေနဲ့အနိုင်ကျင့်တာဖြစ်တဲ့အတွက်ကမ္ဘာကောင်းဆောင်တွေကပါဇက်ပိတ်နေရတယ်အဲ့ဒါကြောင့်ရှေ့လျှောက်ဘာဖြစ်မလဲဘယ်သူမှမသိပါဘူး Who next လဲဘယ်သူမှမသိပါဘူးအခု तू ကတော့အီရန်ပြီးသွားရင်ကျူးဘားကိုလှည့်မယ်လို့ပြောနေပြန်ပြီဘယ်သူမှမသိပါဘူးဘယ်သူကသူတို့ကိုတားနိုင်မလဲဆိုတော့လည်းဘယ်သူမှမသိပါဘူးအဲ့တော့အားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်မိဘများရှိရင်ဖြေပေးပါပါဒါပေမဲ့ဒီဘက်ကတော့အီရန်ပြည်သမျှကိုတော့ပြစ်ချနိုင်တာများပါတယ်အီရန်ကတော့ဒီအစ္စရေးနဲ့အမေရိကန်ရဲ့ပုံကျဲမှုတွေကိုအကြီးအကျယ်ခံနေရပါတယ်အင်အားချင်းမပြဘူးလေနော်အဲ့တော့တရုတ်နဲ့ရုရှားကအီရန်ဘက်ကပါမပါဆိုတာအဲ့တော့လောက်ကြမှာပေါ့အဲ့တော့ဘယ်လောက်ထိရေရှည်သွားမလဲဘယ်သူမှမသိပါဘူးเนาะကျွန်တော်တို့ယူကရိန်းစစ်ပွဲဆိုရင်အခု4နှစ်တည်းဝင်သွားပြီဂါဇာပြဿနာ2နှစ်ကျော်သွားပြီ3နှစ်တည်းဝင်နေပြီအဲ့တော့ဘယ်လောက်ထိရေရှည်သွားမလဲဘယ်သူမှမသိပါဘူးဒါပေမဲ့နတယာဟုဆိုတဲ့ ICC တရားခံကတော့เนาะကမ္ဘာရာဇဝတ်ကောင်ကြီးကတော့သူကတော့အခွင့်အရေးရရင်ရတယ်လို့ယူမယ်လို့ဖြစ်ပါတယ်သူကလက်ရာစုံကြီးပါအဲ့တော့အိုမန်မှာလည်းတိုက်ခိုက်မှုခံရတယ်လို့ပြောနေပါတယ်အိုမန်ကအခုချိန်ကတော့ဘယ်သူမှပြန်လို့မရဘူးလေနော်ဘာဖြစ်လို့လဲဆိုလေချောင်းတွေအကုန်ပိတ်ထားတာဘာလို့ဝေဟင်းတွေမှာဒုံးကြီးတွေအပြန်အလှန်ပြစ်နေတာဘယ်လေပြန်တက်ရမှာလဲဗျာသူကကြောက်စရာကောင်းလောက်အောင်ဒုံးကြီးတွေနဲ့အပြန်အလှန်ပြစ်နေတာတကယ်ကမ္ဘာနီးပညာကြီးတတိယကမ္ဘာစစ်ဖြစ်ဖို့မရှိပါဘူးအဲ့တော့တို့မြန်မာလူရိုးရိုးလေးဘာသာပြန်ပေးရရင်တော့ကြီးစံကုံဝိုင်းစစ်ပွဲတွေရပ်သွားမှာပေါ့ဗျာကြီးကုံပြီးရပ်သွားမှာပေါ့ဘယ်သူရင်ကုံလဲကြီးတာပေါ့ဟိုမုစယူလဲကြပိတ်ယုံနေမကဘူးဗျာဒီအိုမန်သင်္ဘောတစ်စီးဖြတ်လို့အီရန်ကဒုံးကျည်နဲ့ပစ်လိုက်လို့ရင်းနေတဲ့သင်္ဘောတစ်စီးဒုံးကျည်ထိထားပြီးပြီအဲ့တော့မပြောတတ်ဘူးအိန္ဒိယကဘယ်ဘက်ကရက်မလဲမသိဘူးကြည့်ရတာတော့ဒီနတန်ယာဟုဘက်ကရက်မယ်ထင်တယ်အိန္ဒိယမူဒီကလည်းလက်ရအစိုးရပဲလေတော့အခုကလက်ရဒီမိုကရေစီမှာလက်ရစွန်းတွေအာဏာရလာတာကကမ္ဘာကြီးကိုအရင်ခေတ်ကပုံစံပေါ့ကိုလိုနီခေတ်ကိုပြန်သွားစေတာပေါ့ဗျာအရင်တော့ဘယင်တွေလည်းလက်ရစွန်းတွေပဲလေအဲ့တော့ကမ္ဘာကြီးကကိုလိုနီခေတ်ကိုပြန်သွားမဲ့သဘောရှိနေတယ်liberal ဝါဒတွေကြာဆုံးမဲ့သဘောရှိနေတယ်liberal ဝါဒတွေကြာဆုံးပြီးတော့
လက်ဝဲစွန်းနဲ့လက်ရစွန်းတွေအပြိုင်စစ်တိုက်မဲ့သဘောရှိနေတယ်အဲ့တော့ကျေးဇူးတင်ပါတယ်မိကိုလေးတွေရှိခဏဖြည့်ပြီးမှ9မိနစ်လောက်အခုကျွန်တော်ပြောတဲ့ဟာတွေအားလုံးဒီကမ္ဘာမီဒီယာတွေမှာပြောထားတာကိုကျွန်တော်ကဘာသာပြန်ပေးတာပါကျွန်တော်စကားမဟုတ်ပါဘူးအဓိကကတော့သူတို့အင်အားကြီးနိုင်ငံတွေကအင်အားကြီးကြောင်းအင်အားပြတာပေါ့ဗျဒီဘောအဲ့တော့ Greenland ကိစ္စတော့နည်းနည်းညင်သွားတာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံကမ္ဘာကြီးစစ်ကြီးတော့မဖြစ်နိုင်ပါဘူးမြန်မာဘက်ကလည်းအမေရိကန်လှည့်လာလာနေဆိုဘယ်သူမှမသိပါဘူးနော်ဒီရုပ်ကတော့နောက်ွယ်ကနေဟိုအမေရိကန်ကိုတားမယ်ဗျာပြီးတော့အီရန်ကိုလက်နက်ပို့ပေးမှာပေါ့အင်းနီနဲ့သူကနှစ်ဖက်ခွာမှာပေါ့ဗျာတရုတ်ကတော့နိုင်တဲ့လူပဲကတ်မှာပေါ့တားတဲ့လူပဲစားမှာပေါ့တရုတ်ကတော့သူ့နိုင်ငံအကျိုးစီးပွားကိုထိခိုက်မယ်လို့တော့မလုပ်မယ်မထင်ပါဘူးဘယ်သူရှုံးမလဲဘယ်သူနိုင်မလဲရေရှည်ရတော့ဗျာအင်အားနေတဲ့အီရန်မရှုံးမှာပေါ့ဗျာဒါကတော့လူတိုင်းသိနေပါတယ်ဒါပေမဲ့ဘယ်လောက်ထိအီရန်တောက်ခံနိုင်မလဲဒါလည်းစဉ်းစားစရာပေါ့အီရန်ကတော့ကမ္ဘာမှာရှိတဲ့သူ့ကိုထောက်ခံနေတဲ့ပြည်သူတွေကနေပြီးတော့အဓိကတော့အနောက်နိုင်ငံမှာရောက်နေတဲ့အီရန်ထောက်ခံတဲ့ပြည်သူတွေကနေဆန္ဒပြပွဲတွေကနေသူ့အစိုးရတွေကိုဖိအားပေးဖို့အီရန်ကမျှော်လင့်ထားတဲ့ပုံရှိတယ်နိုင်ငံရေးကစားမဲ့ပုံစံရှိတယ်စစ်ဖြစ်တယ်ဆိုတာကျွန်တော်ကတော့မြန်မာနိုင်ငံမှာဆိုရင်တော့အမျိုးသားညီညွတ်ရေးအစိုးရပဲရပ်တည်တယ်အဲ့တော့အီရန်နဲ့အမေရိကန်ကိစ္စကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်နိုင်ငံမှာမဟုတ်တာဒါပေမဲ့ဗြိတိရှနိုင်ငံသားတယောက်အနေနဲ့ဆိုရင်တော့ဗြိတိရှအစိုးရရပ်တည်ချက်ကိုပဲကျွန်တော်ကရပ်တည်တယ်ဗြိတိရှအစိုးရကစစ်ပွဲထဲမှာမပါဘူးသူ့နိုင်ငံသားတွေနဲ့သူ့စစ်စခန်းကိုတိုက်ရင်တော့ပြန်ခုခံမယ်ဆိုတဲ့ဘက်ကကျွန်တော်ကရပ်တည်တယ်အဲ့တော့ဗြိတိရှနိုင်ငံသားတယောက်အနေနဲ့ဆိုရင်တော့ကျွန်တော်ကဗြိတိရှအစိုးရဘက်ကရပ်တည်တယ်ပြောချင်တာက Trump ဘက်ကမပါဘူးအီရန်ဘက်ကလည်းမပါဘူးဆွီဒင်နိုင်ငံသားတယောက်နေတယ်လေဆွီဒင်အစိုးရရဲ့ရပ်တည်ချက်ပေါ်မှာပဲကျွန်တော်ရပ်တည်တယ်။နေဦးတော်လှန်ရေးအရဆိုရင်တော့ကျွန်တော်ကတော့အမျိုးသားညီညွတ်ရေးအစိုးရဘက်ကပဲရပ်တည်တယ်။အားကြောင့်လေအီရန်ဒီကျွန်တော်နိုင်ငံမဟုတ်ဘူး။အစ္စရေးလည်းကျွန်တော်နိုင်ငံမဟုတ်ဘူး။အမေရိကန်လည်းကျွန်တော်နိုင်ငံမဟုတ်ဘူး။အရှေ့အလယ်ပိုင်းနိုင်ငံတွေလည်းကျွန်တော်နိုင်ငံမဟုတ်ဘူး။ကျွန်တော်ဒီကျန်းသစ္စာစီဆိုထားပြီးတော့ UK နိုင်ငံသားဖြစ်တာတယ်။ဆွီဒင်နိုင်ငံသားဖြစ်တာတယ်။ဒီနိုင်ငံကိုပဲကျွန်တော်ကသစ္စာခံပါအဲ့တော့ဒီနိုင်ငံမှာရှိတဲ့အစိုးရတွေရဲ့ယက်တီချက်တွေကျွန်တော်အခုဒီမှာအလုပ်ရနေတာကျွန်တော်ကိုထမင်းကျွေးထားတာကျွန်တော်ကိုစေကူပေးနေတာကျွန်တော်ကိုလုံခြုံအောင်ထားတာကျွန်တော်တို့လန်ဒန်မြို့ကောင်းကင်ရောင်ကိုဒုံးကြီးတွေမရအောင်ပြည်ရှအစိုးရကနိုင်ငံရေးရာကာကွယ်ပေးထားတာဒါကြောင့်ကျွန်တော်ကပြည်ရှအစိုးရကိုပဲသစ္စာခံတယ်ပြည်ရှအစိုးရရဲ့စုပ်ဖြတ်ချက်ကိုပဲကျွန်တော်ကထောက်ခံတယ်ဒိုနီကောင်ဆွေဒင်နိုင်ငံအစိုးရဆုံးဖြတ်ချက်ကိုထောက်ခံတယ်ကျွန်တော်ဒီအမေရိကန်နိုင်ငံသားလည်းမဟုတ်ဘူးပြီးတော့ကျွန်တော်ဒီအီရန်နိုင်ငံသားလည်းမဟုတ်ဘူးကျွန်တော်နဲ့မဆိုင်ဘူးဒီကိစ္စအမှန်နဲ့အမှားကိုပြောရင်တော့အင်အားကြီးတဲ့လူကအင်အားနည်းတဲ့လူကိုအနိုင်ကျင့်နေဆိုရင်အင်အားကြီးတဲ့လူကိုကျွန်တော်ကမကြိုက်ဘူးအင်အားနည်းတဲ့လူပဲရက်တည်တယ်အာနာရှင်နဲ့အာနာရှင်ကိုဆက်ကျင်နေတဲ့တော်လှန်ပြည်သူဘက်ကကြည့်ရင်တော့ကျွန်တော်ဒီအာနာရှင်ဘက်ကမရက်တည်ပေးနိုင်ဘူးတော်လှန်နေတဲ့အီရန်ပြည်သူများဘက်ကပဲရက်တည်ပေးမယ်အာဏာရှင်ကိုကျွန်တော်တို့ကမကြိုက်လို့တော်လှန်နေတာဒီမိုကရေစီနဲ့အာဏာရှင်နဲ့ဖြစ်တယ်ဆိုရင်တော့ကျွန်တော်ဒီမိုကရေစီဘက်ကပဲရပ်တည်မယ်ဒါကျွန်တော်ရပ်တည်ချက်တွေကရှင်းရှင်းကြီးပဲဒီမိုကရေစီနဲ့အာဏာရှင်နဲ့စစ်ပွဲဖြစ်ရင်ကျွန်တော်ဒီမိုကရေစီဘက်ကပဲရပ်တည်မယ်အာဏာရှင်နဲ့တော်လှန်ပြည်သူဘက်ကအမှအီရန်အာဏာရှင်နဲ့အီရန်ပြည်သူများဘက်ကဆိုရင်ကျွန်တော်အီရန်ပြည်သူများဘက်ကပဲရပ်တည်မယ်နိုင်ငံသားတယောက်အနေနဲ့ဗြိတိရှနိုင်ငံနဲ့ဆွီဒင်နိုင်ငံဘက်ကပဲရပ်တည်မယ်ဒေါ်လာရေးအနေနဲ့ຫນွေဦးဒေါ်လာရေးအနေနဲ့ဆိုရင်တော့ NUG ဘက်ကပဲရပ်တည်မယ်အာဏာရှင်စီအုပ်စုဘက်ကမရပ်တည်ပေးနိုင်ဘူးနော်ကျွန်တော်ဒါသဘောထားရှင်းရှင်းလင်းလင်းပြောထားတာ
အဲ့တော့အီရန်ကောင်းဆောင်တည်သွားပြီလို့ပြောပါတယ်အီရန်မီဒီယာပေါ့နော်အီရန် state TV ကိုကြီးညာပြီးတော့သူတို့ယာယီကောင်းဆောင်တော့ခံထားပြီးပါပြီမြန်မာနိုင်ငံမှာဓာတ်ဆီလောင်စာဆီရှားတဲ့ပြဿနာဖြစ်လာနိုင်တယ်ကုန်စည်နှုန်းကြီးလာနိုင်တယ်နော်စီရှားပါတဲ့ဖြစ်နိုင်တယ်အဲ့တော့ဓာတ်ဆီလောင်စာဆီတွေစုဆောင်ထားကြပေါ့ဈေးတက်လိမ့်မယ်ဈေးကြီးလာလိမ့်မယ်နေတန်ယိုကစစ်လိုလာတာမဟုတ်ဘူးသူကလုံးဝအစွန်းရောက်ရာဇဝတ်ကောင်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ထားသောကဘာကလိုချင်နေသော ICC ကဝန်ထမ်းထုတ်ရသောရာဇဝတ်ကောင်နိုင်ငံခြားရောက်လူငယ်တွေကကိုသက်ဆိုင်ရာနိုင်ငံတွေမှာပဲအဲ့ဒီနိုင်ငံဥပဒေတွေနဲ့အစွန်းမရောက်ပဲမလိုလားအပ်ပဲနိုင်ငံတွေကမနှင်ထုတ်တာမခံရလေအောင်အခု social media post တွေတင်တဲ့အခါမှာအထူးသတိထားကြစေချင်တယ်ကုလသမဂ္ဂကဘာမှလုပ်ပိုင်ခွင့်မရှိတာအဲဘာမှလုပ်လို့မရတာဒီမိုကရက်မှာအာဏာမှမရှိတာအီရန် region change မယ်ဆိုတဲ့ကိစ္စကကျွန်တော်လုံးမမဟုတ်တာကဘာကြီးကဖြစ်ပြနေတဲ့ကိစ္စကိုကျွန်တော်တို့ကဘယ်လိုလုပ်ဝေဖန်မှာလဲကျွန်တော်အုံနောက်သေးသေးလေးနဲ့ကဘာကောင်းဆောင်တွေကဘာစစ်ရေးကောင်းဆောင်တွေစဉ်းစားနေတာကိုကျွန်တော်ဘယ်လိုလုပ်သိမှာလဲဒါပေမဲ့ဖြစ်နိုင်ကြီးအလွန်အမတန်နေတယ်အီရန် region change ဖို့ဆိုတာဖြစ်နိုင်ဖို့အလွန်အမတန်နေတယ်အမေရိကန်ဝင်တိုက်ရင်လည်းမလွယ်ဘူးဘာလို့အမေရိကန်ဝင်တိုက်ခဲ့တဲ့ဒီအာဖဂန်မှာနောက်ဆုံးတာလီဘန်ပဲအာဏာပြန်ရတယ်အမေရိကန်ဝင်တိုက်ခဲ့တဲ့အီရတ်မှာအခုဒီပြဿနာမပြီးနိုင်ဘူးအဲ့တော့ region change ဖို့ဆိုတာအမေရိကန်နဲ့အစ္စရေးကလုပ်လို့မရဘူးအီရန်ပြည်သူပဲလုပ်လို့ရတယ်အီရန်ပြည်သူကတကယ်တော်လှန်ရင်အီရန်မှာအစိုးရအပြောင်းလဲဖြစ်နေတယ်တရုတ်ပြည်သူတွေတော်လှန်လို့တရုတ်ကိုတော်လှန်ရေးနဲ့မော်စီဒိုအာဏာရသွားတာမြန်မာပြည်သူတွေတော်လှန်မှမြန်မာပြည်သူနိုင်ပါနိုင်ငံခြားတိုင်းပြည်တွေကစစ်ရေးနဲ့ဝင်ရောက်ဆွဲပြီးအဲ့ဒီအစိုးရအပြောင်းလဲလုပ်ကြယာယီပဲခံတယ်အမေရိကန်ဒီအီရတ်နဲ့အာဖဂန်ဥပမာအရာဒါကြောင့် region change လုပ်ဖို့ဆိုတာအလွန်မတန်မဖြစ်နိုင်ဘူးများတယ် possibility ဖြစ်တန်စွမ်း theory ရဆိုရင်အလွန်မတန် chance နေတယ်အီရန်ပြည်သူတွေဒါလေးသူ့နိုင်ငံအစိုးရအပြောင်းလဲကိုလုပ်ပေးနိုင်မှာဖြစ်တယ်ဒါကျွန်တော်ရဲ့ယုံကြည်ချက်တက်စီဈေးတွေတက်နေပြီကဘာမာကိုတက်နေပြီအခုအနောက်နိုင်ငံအစိုးရတွေသတင်းတွေမှာပြောနေတာက Sky News မှာပြောနေတာကကဘာမာလောင်စာဆီရှားပါတဲ့ပြဿနာဖြစ်လာနိုင်တယ်နိုင်ငံတိုင်းကိုထိခိုက်မှာကဘာမာစီဈေးတက်မယ်ကုန်စည်နှုန်းကြီးမယ်